3đồng tên 3đồng né နဲတယ် né đấy à giờ tên 3đồng né mà là quả ဟာနဲတော့ကွာတိတ်ဆုံးတော့မင်းဘာလုပ်လို့ရ à phát đâu tay đi sai luôn cái của lui vậy အာမင်းရလေကွာတသက်စားမကုန်တော့ဆိုလှုပ်ဆမ်းမှာတိတ်ဆုံးတော့လေကွာတညသွားဖြုံးတော့အဲ့လိုမကောက် mẹ ngon khả năng lấy bên ra lại để hả နေဦးရငါမှအချီးတဝင်ရှိ ဟုတ်ကြအခုလေးငါတို့တိန်း300ရှာပြီးမတော်သေးဘူး ဟေ့မင်းကွာလုံချင်းလုံအချီးလုံဆမ်းမှာတသက်လုံးရမယ်တသက်လုံးစားမယ်ဆိုတော့လုံဆမ်းမှာတိတ်လေးမလုံဆမ်းမှာနဲ့ဟေ့ ဟေး ဟာပါတီပါချက်လေးရောင်းရတာတိတ်စိတ်ဝင်လာတော့ငါအချီးရောင်း ဘာရောင်းကိုရောမင်း ငါမြေခွက်ရောင်းမှာ တကယ်မြေကွက်တော့မလုံနဲ့ကားတွေပါရတိတ်ရှောင်းပြီမြေကွက်ဆိုတခါတည်းခွေးမှာ မင်းရလေကွာမင်းဘာမှမသိပဲဟေ့ဒီတကောကငါတို့ကနောက်ဆုံးပဲနော်ဒီဥစ္စာပြီးငါလည်းမလုပ်တော့ဘူးငါလည်းနားမှာအချီးရမှာ ဒီခွင်းအောင်ဆုံးခွင်း မင်းသိမ်းပေါင်းသိန်းတော့မင်းမလို့တင်ဘူးလား တိန်းမောတသိန်းတော့ သိန်းလုံးသိန်းလေ ခမဲလုံးကြီးอ่ะ မင်းရလေကွာမင်းသိန်းလေးမလို့ဘူးသိန်းပေါင်းသိန်းရောက်တယ်လေ မင်းရဟောပေါ့နော်ငါလန့်နေတော့ရောင် မဟုတ်ပဲနဲ့ငါဘာပြောလို့ဟေ့ငါပြောပြမယ်အခုငါမြေခွက်ရောင်းမှာကွာငါ့ကိုဝယ်လက်ကငါ့ကိုဝယ်ခိုင်းတာသူနေခြင်းတဲ့အရာကြတော့ကွာသူနန်းတော်ကြီးလိုခန်းထားတဲ့အိမ်မျိုးသူလိုချင်တာတဲ့ရက်ကွက်ထဲမှာလည်းနန်းတော်လည်းတူတဲ့အိမ်မှမရှိတာ မရှိဘူးလေ အဲ့တော့ငါရှိရဲ့အိမ်ရှာထားတယ်အခုတော့အဲ့အိမ်တော့တော်မိုက်တယ်ရှဲ့ပဲ မိုက်ရ အေးတိမ်မောတိမ်သွားရဒီတခွင်ပြီးငါမလုပ်တော့တိမ်မောတိမ်ကိုစားလို့ရတယ်ပြည့် စားလို့ရမှန်တယ်ငါလန့်နေတော့ဒါမဲ့ ဘာမှမလန်း နေရောမင်းဝယ်ရအောင်ဘယ်လိုဝယ်ရအောင် သူဝဲမှာလေဟိုလူလေးကတော့ဘယ်သူမှရှုပ်ရှင်းကင်းတယ်ရှုပ်ရှင်းကင်းတယ် ဟောဆုံးနေတယ် ဘာမှမရှိဘာမှဖြစ်ဘူး ဟာ ဟိုကလေကွာငါတို့တန်းတာလူတွေလေ ဟောကန်းတဲ့လူသိရတယ်လူတော့ ဘယ်သူမှလေငါတို့တဲ့ဟိုတခါပြဿနာတက်တဲ့လူမိုက်ကြော်ကြီး ဩလူမိုက်ကြော်ကြီးအစင်ပြေတော့မိတ်ဆွေအစ်စ်တွေရတယ် ဟာတဲ့ အဲ့ဒါဘာလို့သွားရှုပ်တာတော့လူမိုက်ကြော်ကြီးဘာလို့သွားရှုပ်တာတော့ ဘာလို့ချော့မှာလဲကွာဟဲ့အဲ့ပဲလူမိုက်တာပြောရင်အဲ့ပဲငချင်မဖောက်တော့လို့ရဖောက်ထိတ်လိုက်လို့ရသဘောပေါက်တော့ ဖောက်တယ်လေ तू လက်ခံပါမလားကွာ ဟာမင်းတော့ပြောရရမှာဗော तू အော်နေမှာဗော ပစောက်ပိတ်ထားလိုက် မလုပ်ရင်မပါချလို့နေပြီတော့ မင်းကဘာပြောနေရလို့ လူမိုက်သွားပြင်မျိုးကပြန်กินလိုက်မယ်နော် ငါပြောတယ်ဆိုတာငါပြောတယ်ဟိုဖောက်တဲ့လူရတယ်ဆိုတာဂျင်းကောင်မင်းစပလင်ကွာမင်းအုံတော့ကမင်းဇီးရလောက်ပဲစီ ဒီပါအုံတော့မရှိမှတကယ်တော့မရှုပ်ပါနဲ့ကွာငါတကယ်ပြောတာသူတို့ကမရှုပ်ပါနဲ့ငါတကယ်ဇက်ပြက်လိုက်မယ် ဘာမှမဖြစ်ဘူးမြေခွက်ကလည်းအရှုပ်ရှင်းကင်းတယ်အဲ့မြေခွက်ကငါကြော်ပလိုက်တာအေးစီပဲတိလားဟာမဖြစ်ဘူးမင်းအေးအောင်ငါပြောမှာကွာဒီပွင့်ပြီးငါလည်းနားတော့မှာကွာမလုပ်တော့ဘာလို့ဆိုတော့ငါလည်းသိရမလားကွာအတိတ်ပဲနည်းနည်းရလာပြီဆိုတော့အေးရန် KTV မှာပဲနေချင်တော့တယ် ကျွန်တော်အေးတဲ့ KTV သွားကြရလား ။အဲ့မင်းလည်းတိမ်ပေါင်း9000ရမှာ KTV တော့ပိတ်အောင်မလိုက်သေးမင်း KTV သွားပါဦး ဘယ်သွားမှာ မဆက်သွား အေးဟောလူလူပဲလေကွာမင်းက ဟုတ်ငါမဆက်နှိပ်ကြပြီ ကဲဆိုငါတို့ဇာတ်လေးကရွှေ့အောင် ဟုတ်အိမ်သွားကြည့်မှာ အိမ်မကြည့်ဘူးလေငါတို့အဲ့ဘဲနဲ့ဆီယံငွေသွားချ ဟာမင်းပိုင်လိုက်လားကွာ ဟာမင်းမပိုင်မဲနဲ့မင်းကလေချင်းမရိုက်ပါဘူး ချင်းရိုက်တယ်လူရိုက်ပါပေါ့ရိုက်ရမလို့ မင်းနောက်မှချင်းကက်နေတာကွာကဲဆီယံငွေပဲသွားချကြမှာကွာဒီဝင်ပြီးအောင်ရှေ့ရ တတိတော့ထားလို့မလားတကယ်ကြီး တခါချင်းအောင်ဇက်ပြက်ပြီ စက်ပြည့်မလုပ်ဘူးကွာ ဟုတ်ဇက်ပြက်ရှေ့ဘောဒီပြပဲကဲဖိုက်တယ် အေးဖိုက်တယ် အေးလက်တကူလာ အေးလာပြီ ဟေး မင်းတို့တွေဟောဟောလာကွာခုတည်းနေမလားသေး လာမောကွာမင်းကမင်းဘာကြောက်နေတော့မင်းကြောက်နေလို့ပဲ ကြောက်နေမှာမဟုတ်ဘူး ဘာဖြစ်လဲ လက်နေတာ တူတူပဲကွာဟာဟလာကိုကလာ မင်္ဂလာပါလေ ငါပွေးတော့တော်နေပြီငါတို့မင်းငါပြောထားတဲ့ဟာအဆင်ပြေလာအိမ်ကအပြေယူလေကွာအိမ်ကတော့ရှယ်ပဲနန်းတော်ကြီးဦးလေးလိုချင်တဲ့အတိုင်းပဲတော့ဖိတ်ဖိတ်လက်နေဗျာရောက်ွက်ထဲမှာကျွန်တော်ပတ်ရှာနေနန်းတော်နဲ့တူတာဆိုတခုပဲရှိတာဟုတ်လားဟောရဲ့ဟုတ်တယ်ဦးလေးကျွန်တော်မဟုတ်တာပြောမလားဦးလေးတို့ကိုကျွန်တော်မဟုတ်တာပြောမဲ့လူသားမျိုးနော်အဲ့မင်းအဲ့တိတ်ဆိတ်မျိုးရှိရလားတိတ်နေတာမှလွန်မနှက်ပိုင်းဆိုဖျားတယ်တရားတယ်လေးနဲ့ရှယ်ပဲရသေးလား သိဦးလေ तू လုံနေတာဒါဘာသိဘူး မသေးတာမင်းဇက်ပြတ်မှာနော် ကျွန်တော်ဇက်ဖြတ်သူလောက်တာသူ့ ဟုတ်တယ်မင်းနော်တေးကြလားဆိုရင်တော့ငါတော့ဈေးကဘယ်လောက်ခေါ်တော့ကွာမင်းဈေးကတော့ဦးလေးကျွန်တော်တို့ကဟိုလိုပြောရမလဲချစ်ချင်းနဲ့လုံဝေးမှာပေါ့ကျွန်တော်တို့ဒီညေခွက်ကာလာတန်ကြီးတွေဦးလေးသိနေတာပဲအိမ်ရလဲနန်းတော်ကြီးအမြလာတယ်ဆိုတော့ကျွန်တော်ကဟိုချောင်းဝင်လူနော်ကျွန်တော်ဘာမှလုပ်ပေးရတာမဟုတ် အစင်ပြောင်းပဲလုပ်ပေး အစင်ပြောင်းပဲဟိုတိမ်ပေါင်း3သိန်းဝက်လောက်နဲ့ကျွန်တော် သိန်းခွဲ ဟာမင်းက3သိန်းမင်းတော်တော်ချင်းချမ်းသာလို့ပြောဟေးငါ့လာကွာမင်းရလေဦးလေးမလို့ချင်နေရပြောဖုန်းအားရတယ်ဟိုငါလိုချင်တဲ့အိမ်ပုံစံတော့သိကြတယ်နော်ဟာဦးလေးအိမ်ပုံစံပေါ့ဒီမှာ စက်ပြောလေအော်စက်ဖြတ်ခံတယ် ပြောပြတာ စက်ဖြတ်မလား ငါကောင်လည်းဓာသွေးထားတာရောင်ရဲဇက်ဆန်းညင်နေတာတဲ့ သူထုံးမကိုင်တော့လား
တော့မကန်ခုနောက်ပိုင်းဓာတ်ဆွဲပြီးတော့ဇက်တွေလိုက်ဆမ်းမလို့လုပ်နေတာ ဩဦးလေးမပူနဲ့ဟိုဘယ်လိုပြောရမလဲအဲ့ရဲ့ဟိုနန်းတော်ကြီးရဗျာဘလောက်တော့ခန်းနာကြီးကျက်လာလဲဆိုသူကဖျားတန်တရားတန်လေးနေအဲ့လိုလေးလာတာဒီပဲဝတ်တောင်ကျွတ်သွားမှာနော်ဟုတ်လားဟုတ်တယ်လေ ဟုတ်တယ်လေ ငါလည်းအဲ့ဒါတွေစွန့်လို့ချင်နေပြီငါလူမိုက်လို့ကိုရက်ချင်လို့ငါဒီကောင်နန်းတော်လိုအိမ်မျိုးရှာပြီးငါဖျားတရားလုံးမလို့ ဟာဦးလေး ဦးလေးဝက်ဦးလေး နေစမ်းပါမင်းဦးလေးမပူနဲ့ဟိုဦးလေးဖျားတရားလုံးမဆိုလို့တော့ဖျားဆောင်ကြီးအကျွေးကြီးပဲဟိုကျွန်တော်ဗျာဘလောက်ရှိလဲဆိုရင်ကျွန်တော်ခြားကြောက်ပေးရတယ်ဦးလေးတောင်ရှိတယ်အကျွေးကြီးပဲဟာမင်းအားရရမကျွန်တော်သဘောဗျာလေအဲ့လိုတော့ရှိတယ်လို့အဲ့လိုတော့မရှိဘူးဗျာကြက်အကျွတ်တော်တော်ကျဲတာ ဒီငါအဲ့လိုသဘောကြတယ်ကဲအဲ့ဒါဟုတ်ပြီကွာရောက်မင်းတို့ငါနေပြောတာငါဆရာထားလိုက်မယ်ကွာမင်းတို့ငါကြုံလို့ အော်ရတယ်ဦးလေးရလို့ ဆရာတော့မဆိုးလိုက် အော် ကြိုက်တယ်လေ โอเคဦးလေး ရောက်နော်မင်းတို့ငါကြုံလို့ကွာရောက်ဆရာပြည့်ယူလာလိုက် အော်ဒါဆင်ရ ဟုတ်တယ် အချိန်မဟုတ်သေးဘူး ဟာဘယ်ကကြည့်ရမှာဆရာပဲရှိသေးတာလား သိန်းခွဲလေကွာဒါဆင်ရတော့ပဲရှိမှာဗော ဟဲ့ငါတို့ခဏနေဟုတ်ဗျာဆရာပြေးပြီဆိုမင်းငါ့ကိုပြောတယ်နန်းတော်ငါလိုက်ကြည့်မယ်ခု โอเคလေဟိုပြတော့ဗောတကယ်ငါတွေ့ရလေဦးလေးဟိုကျွန်တော်ဟိုဘယ်လိုပြောရမလဲအဲ့ဒီနန်းတော့အကုန်လိုချင်ကြတယ်နော်ကျွန်တော်ကြော်ခွပြီဦးလေးတို့ ဒီကတော့မင်းတို့လည်းငါယုံကြည်လို့ဘာပတ်စံတော့ဆရာပေးထားတယ်အောင်မင်းရတယ် ကျွန်တော်ပွဲကြရပါကျွန်တော်ယူလာမို့ကျွန်တော်တန်းပေးရမှာ ဒီပါကွာကျေးဇူးတင်တယ်ကွာငါတူကလေးစားတယ်အားကြောင့်မင်းကိုကြိုက်နေတာမင်းနာမည်ကြီးနေတာဒါကြောင့်မလို့ โอเคโอเค ငါပွဲသားလောကမှာဒါကြောင့်ထောင်းဖြစ်နေတာ ဟုတ်တယ် အဲ့ဒါဆိုကြားတော့သွားမယ် တော်တော်ပြည့်တယ်တခါရိုက်ချိုးလိုက်လေ တက်ပေးတယ် သွားမယ် ခါတက်တယ် ငါဟာလေ အေးတရားရ ပြန်ရမမတော့ငါ ဟာဦးလေးဒီမှာဗျာဦးလေးလိုချင်တဲ့နန်းတော်ကြီးလက်မြခန်းထားတဲ့နေရာကြီး ဟောရှယ်ကြီးကွာ သူကဒီနန်းတော်ကြီးကသူကဟိုနာမည်ပေးထားတာဗျာမဏိဇောရတလလိုတိုင်းရအိမ် ဟာရမင်းလည်းမဘလို့ရောငါကြားဘူးတဲ့အိမ်နာမည်တို့ channel မယ်တို့ကနော်ဘာလဲရွှေရင်ရင်တို့နှင်းစီချမ်းတို့မင်းဟာကြတော့မဏိဇောတာတကလူတာရ ဟိုအဲ့လိုရှိတယ်ဦးလေးဟိုဘယ်လိုပြောရမလဲဒီနေရာတွေကဟိုဘယ်လိုပြောရမလဲဟိုရှင်းပြီးရင်မင်းဆက်တွေနေကြတော့ဗျာရှင်းနေမနေဖြစ်နေတာဗောဟိုအစင်ပြေဦးလေးမကြိုက်ဘူးလား ဟာရောမဆန်တော့ပေးပြီးသွားပြီငါလုံးဝကြိုက်တယ်ကွာရှယ်ကြီး ရှယ် ငါကြောင့်မင်းကိုကြိုက်နေတာ ဟာကြတယ် ဒီကြတယ်နော်ဟဲ့ ဒီကြတယ်ဦးလေး အဲ့လိုဆိုဒီလိုလုပ်ကွာ ဟုတ်ကဲ့ နတ်ဗန်ကြရင်ကျန်တဲ့ငွေကိုမင်းအိမ်လာရ ဖြစ်တယ်လေဦးလေးဦးလေးကြိုက်မှဝင်တော့မကြိုက်ကျွန်တော်တခြားလည်းကျွန်တော်ထိုးရောက်မလိုက်ပါ မလုပ်ပါနဲ့မလုပ်ပါနဲ့အိုးယူမယ်ယူမမင်းကိုကြိုက်နေတာယူမ ငါ့ကိုကြိုက်နေ ဟုတ်မင်းရဲ့ပွဲသားလောကနာမည်ကြီးအောင်ကြိုက်တယ် โอเคဟိုအပြေစီလေးကြိုက်တာသူကနန်းတော့တမျှပဲရွှေလေးဖိဖိတုံတာဗျ ဟုတ်ပါကွာ ဦးလေးကြိုက်ရွှေကြီး ရှယ်ပဲကွာငါဒီရွေးရောက်နေပြီကွာဒီလောက်ခမ်းထားတဲ့အိမ်ငါတကားမတွေ့ဘူးရောက် ဟာဒါမရှိဘူးကျွန်တော်ချာယူရတာဒါခွက်ကြော်စရာရိုက်ထားတာဒီနေရာ ဟုတ်လား ဟောဦးလေး ငါကြောင့်မင်းနာမည်ကြီးနေတာလို့ ဟုတ်တယ် ဒါမှမဟုတ်ထားလဲပြောထားမယ်နော်ငါ့ကိုလိမ့်မယ်ဆိုရင်ငါလည်းပဲဓာသွေးထားတာနော်ဟဲ့အောင်ဇက်ဆန်းဖို့ ဦးလေးမယုံနိုင်ပြပြ ဟိုကောင်းပြောနေတာဖားဖျက်ရိုက်လိုက်မယ်မရိုးပြောနေတာ ဘာမှမပြောဘူး ဒီတော့အဲ့လိုဦးလေး तू ကနည်းနည်းဒီမြေခွက်လောက तू ကနည်းနည်းအတွေ့အကြုံရှိတယ် ညကောလောကကျွန်တော်မဆိုင် ကွာမင်းတို့ဒါယူပြီးတော့ဆင်ပြီးတော့မင်းတို့ပြန်လို့ရပြီဦးလေးဒီနန်းတို့တမခန်းထားတဲ့အိမ်တို့ကြောက်ဝင်ရှိုးမယ် မကြည့်နဲ့လေမကြည့်နဲ့လေ ဟုတ်ကဲ့ အေးကြည့်ရမှာလို့ကြည့်ရမှာပါသွားကြည့်လေ ဟိုကြည့်မှဆိုရင်လည်းဟိုတခုတော့ရှိတယ်ဦးရဲ့ဟိုအပေါ်ကတက်ကြည့်လို့ရတယ်ဒါပေမဲ့ဟိုပစ္စည်းတွေပါရှောက်မခိုင်းနော်ဟိုတကယ်ကြောက်ကုန်ကကျွန်တော်ဂျားတဲ့ရောမှာအင်ဂျင်နီတွေကကျွန်တော်ပြီးသေးတာမဟုတ်ဘူး သိတယ်ရောက်ငါငွေအကြီးပြီးမှအဲ့ဒါတွေငါရွှေ့ခိုင်းမှာခုလောလောဆယ်ငါဆင်ရံပေးတဲ့အတွက်ငါကြည့်ုံပဲကြည့်မှာဟုတ်တယ်နော် ဟုတ်ကဲ့ တေချာနော်မင်းတို့ အသေးကြတော့ဦးလေးမသေးကြဘူးကျွန်တော်ဘာလို့မလို့ကစားစားနေကျွန်တော်တခါချုပ်ပြရမယ်ဒီနေ့ အာမလို့မလို့ဒါပေမဲ့မင်းမနာမည်ပြတ်မရှိတာငါသိတယ်ယုံတယ်ကွာ ဟုတ်တယ် ဟုတ်ပြီလား ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါဆိုရင်ငါတစ်ချက်သွားကြည့်လိုက်မယ်နော် တော်တော်ရှု โอเคပါလေးသားလေကွာလေးသားလေဟဲ့နေမလာရအာမင်းငါအိတ်တက်လို့ဖေးအောင်မအောင်မှာ အေးအဲ့တော့တော့ရှိုးလာမှာကွာဖလက်တွေအောင်ကျွတ်တယ်မင်းတို့လည်းပြောရတာ ဟုတ်ပါအဲ့လိုယူသေးတယ်မလို့ အေးသွားပြီကွာ တော့ကြည့်ခိုင်းလိုက်တာလဲလို့မရဘူး ဒါရဖုန်းလုံး ။ညာသိတယ်ဘာလို့တော့ကြည့်ခိုင်းတာတော့လို့မအဲ့ကြောင့် ကိုမကြည့်ခိုင်းဓာဝင်မှာဗောကွာတက်တက်ထမ်းဓာကြီး မနဲ့ပြန်မှာအကုန်လုံးအကြည့်ယူပြီးတော့သူ့ယူငေါတုံလေပြီးနေဟောကွာ ဖေငါရွှေ့တယ်တော့ကွာအကွက်ဖြောက်ပလိုက်မှာငါယူပြီးတာ ဟာ တက်သွားရောအော်လဲအော်နေပြီ တော်ရော ဖိုင်းဖေးငါကြောကွာဒီကောင်ငေါ့ပြေတော့ရှာပေးတဲ့အေးကအမှန်လေးပဲရောကွာတကယ်နန်းတော်ကြဟေးဘာလို့ကိုဦးသားစရာကြီး
我中，当然就是帮我。ဘာကြီးတော့ဟာဝင်ကျုံတော့ဟာလာ这都是用钢的，红颜的要红的，红颜的要红的，靠这我就地大比较里，这个帮你我这多玩点的，啊，不要不干，今天外面抽的。多玩点，你怎么？我做完了，我来明天了。这里这些做完了，不成了，剩下菜块，别了，你他妈妈一周嘛拿不了。我瓜皮。摸嘞，俺来摸嘞，不省钱呀。好，你还以为？对。嘿呀，没，俺都撇的还是撇鱼啊？我呀，撇没？别没嘞，别别嘛。哦，对了，咱那搞比我啊，你干嘛没摸呗？哎呀，哎呀，我信嘛。让你别来，俺妈讲你。别，还没别有。မပြေဘူး ဒီမလို့ကဓာတ်နဲ့ပြတ်မှာတော့ ဟာမပြေပါနဲ့ဓာတ်နဲ့မပြေပါနဲ့ဓာတ်နဲ့ပြမလို့တဲ့မပြေဘူးကြောက်ဟုတ်ကဲ့ဆောက်မယ်နော်နော်ဒါနဲ့没有我用心了，我没有哎呦，来着，我不知道有啊啦。ဦးလေးဒေါတော့ချောသားမှာဦးလေးပြောတဲ့နန်းတော်ကြီးတပြခန်းထားတဲ့အိမ်ဆိုဖုံးရောက်ပဲရှိတာ 没有我啥来着，哎呦妈，不让我无挂。ဟာဦးလေးအဲ့လိုတော့မပြောနဲ့လေညာဟိုကျွန်တော်ပြောဦးလေးရှာခိုင်းတဲ့အိမ်ရောက်တော့မှမရှိဘူးဗျကျွန်တော်ရှာတဲ့လူရှာတာလေဟုတ်တယ်ဗျ哎呀，没လူဘာမဝနဲ့မင်းခေါက်လည်းမင်းတော့ငါလုံးတော့မမှတ်သေးဘူးမင်းတို့အခုငါပတ်စံနေပြပေးရ မဟုတ်ဘူးဒါပေးလို့လည်းမရတော့ဘူး ကြောက်ခလာလေးကျွန်တော်တို့အခုရေးကြီးကိစ္စရှိလို့ဗျာဟိုဖိန်းတော့ကတပတ်ကတော့မဆွေး အိမ်မိုင်းရှာပေးမို့လေ လေလေ အသေးရှာပေးမယ် သိချပေးမယ်အသေး ဟာအတိကျပေးမှာဟာမဟုတ်ဘူးတော့ရောက်ငါပတ်စံမဲ့ပြန်ပေးတယ်ကွာ ဟုတ်လေအဲ့ဒါဆိုတော့1 2 3 hey